ဝင်ငွေနည်းနေလို့ငွေရေးကြီးရေးမှာမလွတ်လပ်ဖို့ဆိုတာအိမ်မတစ်ခုလိုပဲဖြစ်နေမလားလို့တွေးဖူးပါတလားဒီနေ့ရောက်လီဝင်ငွေကိုအဖြစ်တင်မနေလို့ပဲကိုယ့်ရဲ့အတွေးခေါ်နဲ့အလေးချင်းလေးတွေကိုနည်းနည်းလေးပြောင်းလိုက်ယုံနဲ့ငွေကြီးဘဝတစ်ခုလုံးကိုဘလို့ပြောင်းပြန်လန့်ပေးလို့ရမလဲဆိုတာကိုကြည့်ထားကြပါမယ်ချမ်းသာခြင်းဝင်ငွေကောင်းရမယ်ဒါကကျွန်တော်တို့အမြဲကြားနေရတဲ့စကားပဲနော်ဒါဗစ်ရဲ့ဆိုကအဲ့ဒီအတွေ့ကိုလုံးဝစင်ခေါ်လိုက်တာပဲတကယ်တော့လေချမ်းသာတယ်ဆိုတာဝင်ငွေတစ်ခုတည်းနဲ့တိုင်းတာလို့မရဘူးအများကြီးပုံနေနေတယ်ပါတယ်ကဲအဲ့ဒီအခြေခံမှုအသစ်တွေကဘာလဲဆိုတာကြည့်လိုက်အောင်ကဲဝင်ငွေကနေမစားဘူးဆိုရင်ဘယ်ကနေစားမှာလဲဟုတ်တယ်မလားအဖေကအရန်ရှင်းတယ်အတိကနေစားတာပါကိုပိတ်ဆန်အိတ်ထဲမှာဘယ်လောက်ရှိလဲဆိုတာထက်ကိုပိတ်ဆန်နဲ့ဘယ်လိုထောက်သွားလဲဆိုတာကိုသိနေတာကပိုအရေးကြီးတယ်ဆိုတဲ့သဘောပါပဲတစ်ဖက်မှာကလူတော်များများကြားသွားတဲ့ဝင်ငွေထောင်ချော့ဆိုတာရှိရဲလာဇာတိုးရင်အားလုံးโอเคသွားမှာပဲဆိုတဲ့အကြွေးမျိုးပေါ့ဒါပေမဲ့တကယ်လက်တွေ့မှာတော့အတိတရားအခြေခံမူကပဲအလုပ်ဖြစ်တယ်ဥပမာပေးရရင်ရေတစ်ခွက်ကိုတောင်သေချာမကိုက်နိုင်တဲ့သူကိုရေတပုံးအပြည့်သွားပေးလိုက်ရင်ဘာဖြစ်သွားမလဲအကုန်မောက်ကုန်ပါပေါ့အဲ့ဒီလိုပဲငွေနဲ့နဲ့ကိုတောင်စနစ်တကျမကိုက်တွယ်နိုင်ရင်ငွေများများဝင်လာလေအလေးကျင့်ဆိုးတွေကဝင်ငွေနဲ့အတူလိုက်ကြီးလာလေပဲဒီစကားတော်တော်လေးကိုအထီးပဲရှိတယ်ငွေကကိုယ့်ကိုပို့တော်အောင်ပိုညက်အောင်လုပ်ပေးတာမျိုးမဟုတ်ဘူးသူကမန်တစ်ချက်လိုပဲကိုတကယ်ဘလို့လူလဲဘလောက်စီကန်းရှိလဲဆိုတော့ကိုပြန်ထင်ဟပ်ပြတာအခုကိုယ့်ရဲ့ဘဏ်အကောင့်ကိုမန်တစ်ချက်လိုသဘောထားပြီးကြည့်လိုက်ရင်ကိုယ့်ရဲ့ဘလို့အကျင့်စရိုက်တွေပေါ်နေမလဲအတိတရားကအစဖြူပြီးကိုနားလဲလာပြီဆိုရင်လက်တွေ့လိုရမယ့်ပထမဆုံးအုတ်မြစ်ကတော့ငွေစုတဲ့အကျင့်ပါပဲဒါဟာချမ်းသာဖို့အတွက်လုံးဝကိုရှောင်လွဲလို့မရတဲ့အခြေခံအကျဆုံးအလေးအကျင့်တစ်ခုပဲဒီအချက်ကိုလူတော်များများကဖြောင်းပြန်မြင်နေကြတယ်ချမ်းသာမှငွေစုနိုင်မှာပေါ့လို့ထင်ကြတယ်တကယ်တော့အဲ့လိုမဟုတ်ဘူးငွေစုတဲ့ချင်းကိုအရင်ဆုံးမွေးမြူနိုင်ပြလို့သူတို့ချမ်းသာလာကြတာဆိုတော့ငွေစုတာကအကြောင်းတရားချမ်းသာတာကအကျိုးတရားပေါ့ချမ်းသာကြွယ်ဝမှုကိုတိဆောက်တဲ့နေတာမှာအစွမ်းအထက်ဆုံးစီမံတစ်ခုရှိပါတယ်အဲ့ဒါကတော့ကိုအရင်ဆုံးပေးချေပါဆိုတာပါပဲဆိုလိုတာကဝင်ခွေရပြီဆိုတာနဲ့တခြားဘယ်ကောမှမတုံးခင်ကိုယ့်ရဲ့အနာဂတ်အတွက်အရင်ဆုံးဖယ်ထားတာပါဒါကိုတခြားလားစင်ပေးရရဲ့ဘေးတွေလိုပဲမဖြစ်မနေပေးရမယ့်အရေးကြီးဆုံးအသုံးစရိတ်တစ်ခုအဖြစ်သတ်မှတ်ပြလိုက်ပါဟုတ်ပြီဘယ်လောက်စုရမှာလဲအဖြေကတော့ပမာဏကအရေးမကြီးဘူးအဖြေကစလုပ်လိုက်ဖို့ပဲ$ပဲဖြစ်ပေါ့အရေးကြီးတာကအဲ့ဒီလိုစုလိုက်တဲ့အပြူမူကစီကံရှိခြင်းဆိုလဲငွေချေချွတ်တာကိုစပြီးလေ့ကျင့်မနေတာနဲ့အတူတူပါပဲကဲဒီအလေးအကျင့်ကိုအားသိမ့်မဆိုင်ရပဲနဲ့အလိုလိုဖြစ်တော့အောင်ဘယ်လိုလုပ်မလဲပထမအဆင့်ဒီတဲ့ငွေစုပိုင်အကောင့်တစ်ခုဖွင့်ပါဒါမှသုံးကျင်တဲ့စိတ်ကိုထိန်းချုပ်နိုင်ပါဒုတိယအဆင့်ကတော့ကိုတက်နိုင်တဲ့ယာကိုင်နှုန်းနည်းနည်းလေးနဲ့စပါတတိယအဆင့်မှာတော့အပတ်စဉ်အလိုလျော့ငွေလွှဲအောင်စီစဉ်ထားလိုက်ပါဒီလိုလုပ်ထားရင်ကိုယ်တိုင်စဉ်းစားနေစရာတောင်မလိုပဲအလေးကျင့်ကသူ့လိုဖြစ်တည်သွားပါလိမ့်မယ်ကိုအရင်ဆုံးပေးချေပြီးဒါဆိုကြံတဲ့ပိုက်ဆံတွေကတော့အဲ့ဒီငွေတွေကိုအလုံးမရှိတဲ့ဝန်ထမ်းတွေလို့ဒီတိုင်းပေးထားလို့မဖြစ်ဘူးလေငွေတစ်ချက်ချင်းစီတိုင်းကိုအလို့တစ်ခုခုပေးထားရပါမယ်ဒါကအကန့်တက်တာမဟုတ်ဘူးနော်ကိုယ့်ရဲ့ငွေတွေကိုထိရောက်တဲ့အဖွဲ့တစ်ဖွဲ့လို့စီမံခန့်ခွဲတာမျိုးပါဘတ်ဂျက်ဆိုတဲ့စကားလုံးကြားလိုက်ရင်လောင်အိမ်ထဲအပိတ်ခံရတယ်လို့မျိုးခံစားရလားတကယ်တော့အဲ့ဒါရဲ့စင်ကျင်ဘက်ပါဘတ်ဂျက်ဆိုတာကလွတ်လပ်ခွင့်ကိုလာပိတ်ပင်တာမဟုတ်ဘူးကိုတကယ်လိုချင်တဲ့လွတ်လပ်ခွင့်စီကိုဘလို့ရောက်အောင်သွားရမလဲဆိုတာလမ်းညွှန်ပေးတဲ့မြေပုံတစ်ခုနဲ့တူပါတယ်ဝင်ငွေကိုဘယ်လိုခွဲချမ်းစိတ်ဖျားမလဲဒီမှာ70-10-10-10ဆိုတဲ့ရိုးရှင်းပြီးတော့တော်တော်လေးအစွမ်းထက်တဲ့အစီရင်တစ်ခုရှိပါတယ်70%ကပစ္စုပန်မှာနေထိုင်စားတော့ဖို့10%ကအရေးပေါ်အခြေအနေတွေအတွက်စုဖို့နောက်10%ကအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံဖို့နောက်ဆုံး10%ကတော့ပြန်လည်မျှဝေဖို့ဘေးကန်းလူဒန်းဖို့ပါဒါကမြတ်တဲ့ငွေကြေးဘဝတစ်ခုကိုတိစောက်ပေးနိုင်ပါတယ်ကိုယ့်ပစံဒီဖေရောက်သွားလဲဆိုတာအတိအကျသိချင်လားဒါဆိုရင်ဒီရက်30စင်ခိုမှုကိုလက်ခံလိုက်ပါရက်30လုံးအသုံးစရိတ်တစ်ခုချင်းစီတိုင်းကိုမကြအောင်မတန်းသင့်ပါပြီးရင်ကိုယ့်ပစံတွေကိုအလဟတာဖြစ်စေတဲ့ငွေပေါက်ကြမှုအကြီးဆုံး၃ခုကိုရှာဖွေပါအဲ့ဒါတွေကိုတွေးပြီးဆိုတာနဲ့အဲ့ဒီငွေတွေကိုကိုယ့်ရဲ့ဟနာကအကလမ်းကြောင်းပြောင်းပြေးလိုက်အောင်ပါခဲဝေးကျဲလုံခြုံမှုအတွက်ကာကွယ်ရေးအပိုင်းကိုတိဆောက်ပြီးပြီဆိုတော့တိုက်စစ်စင်ဖို့အချင်းရောက်ပါပြီအေးဖို့အတွက်စုဆောင်းတာနဲ့ချမ်းသာကြွယ်ဝမှုကိုထက်တဲ့ကြွတီးဆောက်တဲ့ယင်းနှိမ့်မြတ်နိုင်ခြင်းဆိုတဲ့အဆင့်ကိုကူးဖြောင်းကြအောင်ငွေစုတဲ့ဆိုတဲ့နေရာမှာအထူးကအမျိုးအစားနှစ်ခုရှိတယ်ဘယ်ဘက်ကတိုင်းကတော့ဘေးကင်းလုံခြုံမှုအတွက်စုဆောင်းရင်ဒါကကာကွယ်ရေးပေါ့မမျိုးလင့်ထားတဲ့အခက်အခဲတွေနဲ့ကာကွယ်ပေးတယ်ညာဘက်ကဒုံပြန်လို့ယင်းနှိမ့်မြတ်နှုံဖို့စုဆောင်းခြင်းဒါကတော့တိုက်စစ်ပဲကိုယ့်ရဲ့ငွေတွေကိုအလုတ်လောက်ခိုင်းပြီးငွေကြေးလွတ်လပ်မှုစီကိုပြန်နှန်းစေတာပါယင်းနှိမ့်မြတ်နိုင်မှုစီတွားတဲ့လမ်းကရှင်းပါတယ်အဆင့်1
အနည်းဆုံး3လစာအေးပေါ်ရန်မုံငွေတိစောက်ပြီးကိုယ့်ရဲ့ကာကွယ်ရေးကိုခိုင်မာအောင်လုပ်ပါအဆင့်ညစ်ပိုလန်တဲ့ငွေတွေကိုစတင်ရင်းနှီးမြှုပ်နှံပါအဆင့်3ရလာတဲ့အမြတ်အစွန်းတွေကိုပြန်မထုတ်ပဲပြန်လဲရင်းနှီးမြှုပ်နှံပါဒါမှ compound effect ရဲ့အစွမ်းနဲ့ကိုယ့်ရဲ့ငွေတွေကသူ့ဘာသာသူတိုးပွားလာမှာပါ ဒီစကားကအားလုံးရဲ့အနစ်ချုပ်ပါပဲတကယ်ချမ်းသာကြွယ်ဝမှုဆိုတာငွေကိုဘဏ်ထဲမှာဒီတိုင်းလေးထားရုံနဲ့ဖြစ်မလာပါဘူးငွေတွေကိုကိုယ့်အတွက်အလုပ်လုပ်ပေးမဲ့ဝန်ထမ်းတွေဖြစ်ပြောင်းလဲနိုင်မှသာတည်ဆောက်လို့ရတာပါ အခုထိပြောခဲ့တဲ့နီလန်ဒီအလေးအကျင့်တွေအားလုံးကအရေးကြီးပါတယ်။ဒါပေမဲ့အဲ့ဒါတွေအားလုံးကိုမောင်းနှင်ပေးမယ်အင်ဂျင်ကတော့ကိုယ့်ရဲ့စိတ်နဲ့သဘောထားပါပဲ။ဒါဟာငွေကြေးအောင်မြင်မှုအားလုံးရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ Stock Secret တို့အဲ့ချမ်းမီရောထပိုပြီးအချိုးအမြတ်ပြတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုရှိတယ်။အဲ့ဒါကတော့ကိုပညာသင်ကြားခြင်းပါပဲ။ဒီရင်းနှီးမြှုပ်နှံမှုကစားဝတ်နေရေးအတွက်လာစားတစ်ခုတည်းကိုမဟုတ်ပဲတကယ်စီစဉ်ဥစ္စာကိုဖန်တီးပေးနိုင်တဲ့အသိပညာကိုပါကျူဆောင်လာပေးနိုင်ပါပဲ ဒီအချက်ကအလုံးနဲ့ဝင်ငွေပေါ်ထားတဲ့အငင်ကိုလုံးဝပြောင်းလဲစေနိုင်ပါတယ်ကိုဟာအလုတ်လုတ်တဲ့နာယင်ကျွန်းလာစားရတာမဟုတ်ပါဘူးကိုဖန်တီးပေးနိုင်တဲ့တန်ဖိုးအတွက်လာစားရတာပါတနာရီပဲလောက်ပြီးတန်ဖိုးကြီးမားတဲ့ပြဿနာတစ်ခုကိုဖြေရှင်းပေးနိုင်ရင်တနေ့ကုန်အလုတ်လုတ်ပေးမဲ့တန်ဖိုးနည်းတဲ့သူထက်ဝင်ငွေပိုများနိုင်ပါတယ်ပေါ်ကျွယ်ဝမှုကိုဆွဲဆောင်နိုင်တဲ့စိတ်သက်ကိုဘယ်လိုမွေးမြူမလဲဒီလေ့ကျင့်ခန်းလေးကိုစမ်းကြည့်လို့ရပါတယ်ပထမဆုံးကိုပိုင်ဆိုင်ထားတာတွေကိုအာယုံစိုက်ပြီးကျေစုတင်ပါဒုတိယကိုတကယ်လို့ချင်တဲ့ငွေကြေးလွတ်လပ်မှုကိုနေတိုင်းစိတ်ကူးနဲ့ပုံဖော်ကြည့်ပါနောက်ဆုံးငါမတက်နိုင်ဘူးဆိုတဲ့စကားအစားဒါကိုဘလို့တက်နိုင်အောင်လုပ်မလဲဆိုတဲ့မေခွန်းနဲ့အစားထိုးမြင်ကြည့်ပါဒီမေခွန်းကိုကိုပြန်မြည်ကြည့်စီကန်စီဖို့ကြိုးစားရတဲ့ဝင်းကပေါ်ပါမယ်ဒါပေမဲ့နှစ်တိုကြာကြီးနောက်ရရချင်းရဲ့ဝင်းကောဘလောက်တောင်လေးလံလိုက်မလဲဘယ်ဝင်းကိုထမ်းကျင်ပါတယ်လဲ နောက်ဆက်မှာတော့ဒီအရာအလုံးဟာစကားလုံးတစ်လုံးတည်းမှာအကျုံးဝင်သွားပါတယ်ကိုယ့်ရဲ့အနာဂတ်ဒီနေ့ပြုလုပ်လိုက်တဲ့တင်းငယ်လေဆုံးမချက်တိုင်းမွေးမြူလိုက်တဲ့အလေးချင်းတိုင်းကကိုပိုင်ဆိုင်ပဲအနာဂတ်ကိုတိဆောက်နေတာပါကိုယ့်ရဲ့အနာဂတ်ကိုဒီနေ့ပဲစတင်တိဆောက်လိုက်ပါ